သုံးပစ္စည်းလူတောင်းတောက်ကျွန်တော်တို့အခုဒီပွဲကနေပြီးတော့လက်စရအောင်တောင်းမှာဖြစ်ပါတယ်တော့ပါပြီ There was no room for me in my life, you see. I'm all out of love, I'm all out of grace, I'm all out of feeling this way. I'm all out of hate, there's nothing left to give. Heartbreak has replaced everything there was. Now I'm all out of love. I used to be blind, I used to be pretty, I used to be fine till you used it up and left when you were done. I'm all out of love, I'm all out of grace, I'm all out of feeling this way. I'm all out of hate, there's nothing left to give. Heartbreak has replaced everything there once was. Now I'm all out of love, I'm all out of love, I'm all out of love, I'm all out ofအဲ့တော့ပြန်ကြပါသေးတယ်လေဟုတ်လားဟန်တယ်ပါကျွန်တော်အနောက်နေအပီလိုက်လာမယ်ဆိုတော့ကိုအနောက်နေလိုက်လာတာ လူပြုတ်ကြပါ လူကြီးရောမဟုတ်ဘူးကွာဟိုအိမ်တိုင်းမလို့ပြောလို့မဟုတ် အဲ့လို ဟောငါလည်းရတော့မောက်ပလိုက်တာမြန်မြန်နားလို့ရအောင်သူ အဲ့ဒါကိုကောင်းပါလေဒီလေးကိုကောင်းနော် ပတ်သားမှာမတိတူဘတ်စမစနိုင်ရှာလိုက်တာအရမ်းများနေလို့ဆိုင်နေရမြစ်ကမ်းတောက်လျှောက်မှာတော့ဆိုင်နေအများကြီးရှိတယ်ဒါပေမဲ့ဈေးကြီးမှာဒီဆိုင်တွေကမဆို 4.9 4.7 နဲ့တစ်ထရုံကဒီကပထမပို့ထားတဲ့ဒီဆိုင်ကပထမပို့တဲ့ဟာလမ်းလျှောက်သွားရင်တော့ရောက်တယ်ဟာညီနီလေးโอเคကျွန်တော်တို့အခုညစာတော့စားမှာဖြစ်ပါတယ်ဆင်ဆွဲဆိုင်နေဖြစ်နေ ဟေးဘယ်သွားမှာလဲ ဆိုင်တော့တော့ဆိုင်ပြီးလိုက်တော့စဉ်းစားလိုက် အိမ်နားဆိုင်မပြန်သွားမလားအိမ်နားဟာလမ်းလျှောက်သွားလို့ရရဲ့ဟာ ပြန်သွားမလား အဲ့ပဲသွားမလားအိမ်နားမပြန်သွား အိမ်ကနီးရလေမျိုးလေးပဲသွားလိုက်
ပါလားကိုနဲ့ကဲနောက်မှာအများကြီးလို့ ဟမ်ဒါလည်းသားလားမသိဘူးကြိုက်တာလို့ရောက်တဲ့နေရာမှာခဏနေကြအောင်နော်ပြီးရင် update ပြန်လုပ်ပေးပါမယ်။ဟောအင်တီရာခုနဆိုင်ကကျွန်တော်တို့ဗာလဲ walk-in ဆောက်လို့ရတဲ့ဆိုင်walk-in မပေါ့တိုင်းရင်မရဘူးတဲ့အဲ့လိုမျိုးဟင်းပွဲဝယ်တဲ့ဆိုင်ကကိုကယ်မတ်မှာတင်တာဆိုအဲ့ရုပ်ရောက်လာခုတော့အင်တီရာရောက်ပါပြီအင်တီရာပါဟိုတယ်နာမှာပါအမှန်ပဲစားပါမယ်ဆေးတော့ကြီးတယ်ပြောတယ်ပါတော့လည်းမသိဘူးဟာ whatever ပိုက်စားတယ်စားပါမယ်location မေးထောက်လိုက်အရှိရသွားလိုက်အရှိရထောက်ပြီးသွားလိုက်ဒီမှာဖုန်းမအားလို့ meeting join နေလို့ကိုနဲ့ကဲနောက်အောင်ဘူးရှောင်း ဒီတက်တဲ့သွားကန်းနာလေဟုတ်ကဲ့ကျွန်တော်တို့ခုကန်းနာတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ meeting join နေတန်းလိုက်တော့မှာပေါ့နော်အဲကိစ္စမရှိပါဘူးတော့ပါဟာဟော¿Cómo para qué? Con Kibet, nada más. Ya, pianle. ပြောရ အောက်ဆင်းလို့ရဟုတ်မိုင်းဒီမှာပဲထိုင်ပါကြီးလေ ဒီကမ်ပေးရဆိုင်ရစီရှိရတဲ့ တရားကအတုံးလိုက်လေးဖြစ်ပါတယ်ကျုံဟိုတစိမ့်မခွာလာဘူးဟဲ့တော့လုံးမရှိသေးဘူး ထားလိုက်ထားပါအပြစ်မထိုက်တော့အဲ့ရမခွာတော့မဟုတ်ဘာဖြစ်မလဲဒီကနေပဲဖြစ်ပါတယ်ခုနပြောင်းအောင်မေးသွားလို့ဗျာတဲ့ရလားဒါမဲ့ကျွန်တော်တို့ပြန်ပြီခုပြန်ပါပြီ ဆက်ကွန်းကဒါပဲရှိတယ်ဆက်ကွန်းကဒါပဲတည်ဟုတ်တယ်ကျွန်တော်တို့ဆိုင်မယ်ဟိုဘက်ဝေးပဲဟိုမှာမြို့ပြင်မှာညပါဝဲမှာဒါဝဲဟိုဆက်ပါမပြောင်းမလေးဟဲ့
အခုအဆောင် ဒီပါမှာဆိုတက် ဟိုတယ်ပြန်လာပြီလို့စားတိုင်းပုံမှာလဲ စီတန်းဆယ်ဝန်မရှိဘူးတခြားဆယ်ဝန်သွားရှာလို့ ဟုတ်တယ်အိမ်သားတယ်အောင်လုံးဝ ငါတို့လက်နေရမှာလား ထိုင်ပါ ဟုတ်လေ X sequence အသေးမရှိဘူးနော်ကြိုက်ပြီးချိန်ဟုတ်တယ်ကြိုက်တယ်လို့ရှိရင်ရက်လို့ပြောရင်တယောက်ကြအောင်သူ โอเค ဟုတ်တယ်သူ အော်ပြောနောက်တင်ပါလေ ဟုတ်တယ်လေအဲ့လိုကြိုက်တာလေမိုက်လေအကုန် ရိုက်ထားရင်နော် ဝိုင်းနေ โอเค ရတယ်နော်ဘယ်နဲ့ stop ဘယ်ချက်လဲ 3ချက် ချက်ရဲ့ 10ချက်ရက်အားလုံးပဲကိုနိုင်လဲ ဒီကြီးကကိုယ့်ကိုပြန်ဆက်နေဘူး 10ချက်ရက် ကဲဘယ်သူစားမလဲ ဘယ်ပြန် စားပြီလား မသိနေ စားလိုက်မယ်နော် အားလုံးကောင်းလား အားပြီနော် စားမယ်နော်နှစ်ချက်ရဲ့ ကျေးဇူး 10ချက်ရက် စားစားရင် 10ချက်ရက် အမေကအချက်လေးတွေ ဘယ်ကနေ ချက်ရက် အာကဲနိုင် နိုင်ဟောလိုက်တော့တွေးကြည့် 10ချက်ရက် သေချေတကယ်စားသွားလား ဒီနေ့မှပတ် သေချေစားသွားလား The next day. ကိုစနေရလို့မနေရမနိုင်တော့ဘူး ဒါဒီညနေတော့ပါတော့မင်းနောက်ကျနေပါပြီတဲ့ဟုတ်ကဲ့ကျွန်တော်တို့ခုရထားနောက်ကျပြီတော့ coffee ဆိုင်ရောက်နေဖြစ်ပါတယ်ဒီ coffee ဆိုင်ပေါ့နော်ခါနေဘယ်ကိုသွားယူလိုက်ကိုင်းလာစမကြီး အော်ကျွန်တော်ပစိုးလေးရော ကိုကိုရပါကိုကိုသုံးပုံတစ်ပုံလောက်ကျင်ထားလိုက်တယ် တော့မယ်ဒါပေမဲ့ဒီချက်ကောင်းတာဆိုတော့ River House ပဲရှိရော River House တွေမိုက်တယ်ဒါပေမဲ့ house မိုက်တယ်တင်းရပါဒီဘူးက ဒါပေမဲ့60ကြီးဆိုပြီးတော့ဘတ်ဂျက်ကတော့ ခါတွေက crew and blue လားအဲ့ဆိုင်က river house ကဖွင့်တာတော့ကြည့်တာနော် သူက River တယ်ဒါပေမဲ့ဟိုကဘာလဲအောင်မအဲ့ဒါငါတို့ကအဲ့ဒါမဟုတ်ဘူးငါတို့ River House ခေါ်တယ်ဒါပေမဲ့အပူပရမတ်အဲ့ဒါဘာလဲတော့သူမရတော့သူကြံခဲ့တာတို့အဲ့ဒါသူတော့ပြောတယ်တို့ရအင်းပြီးလုံးချန်လုံးတာလို့ဒီတော့သောတယ်ဆော့ ပြောလို့စော့တာစစ်ရှိမရှိဘူးရှိရည်လာမပြောနဲ့ပြောပါဦးစင်တန်းဆိုတာ ပြောချင်တဲလားပြော ဒီဇိုင်းနဲ့တော့ပါတော့မယ်မိုက်ပါတယ်တော့အချိန်ပေးလာထိုင်ပါဦးမယ် ကောက်ဆိုလို့သွားလို့ အော်ကောက်ဟာတင်တန်ကောက်ဟာတင်တန် တင်ထား တင်တန်โอเคကျွန်တော်တို့အခုမယ်ဆိုရန်ကနေပြီးတော့ အမကျွန်တော်လည်းဓာတ်ပုံလိုငဲပြီ ချားမိုင်းတော့မှာဖြစ်ပါတယ်ပြင်ငေါ့လည်းရိုက်ပေးနော်ဟဲ့ဘာဝဲဝါရရကြံ ဒီကာလာချုပ်မစဉ်းစားနဲ့နော်ဒီကြားထဲမှာ
ရပြီအဲ့လမ်းပေါ်ဆောင်းလိုက်တော့မယ်ပြီးလို့ရှိရင်တန်းထွက်တော့နော်ငါတို့အမှဖြည်းဖြည်းချင်းထွက်နေမယ်ဟိုကောပန့်ဟိုအောင်အဖြူလေးရောဟမ် ဒါပါအဖြစ်ကိုမကောင်း အဲ့ တွေ့ကြလိုက် စီထက်